Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့် trip လေးကတော့ကျွန်တော်တို့နွေရာသီတုန်းကသွားခဲ့တဲ့ဒီတောင်ပေါ်လမ်းခီးစဉ်လေးပေါ့နော်ချင်းမိုင်ကနေဆိုကျွန်တော်တို့6နာရီလောက်မောင်းရတယ်ဗျဒီတောင်လေးကတော့တော်တော်မြင့်တယ်ဗျမြင့်တဲ့အတိုင်းပဲလမ်းတွေကအကွေအကောက်များစွာနဲ့ပေါ့နော်ဘယ်လောက်တောင်များလဲဆိုအကွေပေါင်း1900နီးပါးလောက်ရှိတယ်ဗျအဲ့ဒီတောင်ဆွဲတောင်တန်းတောင်ကျောတွေကိုကျွန်တော်တို့ဖြတ်ပြီးတော့သွားခဲ့ရတဲ့နေရာလေးပေါ့နော်လမ်းကတော့မြင်တဲ့အတိုင်းပဲလမ်းတွေကောင်းတယ်တာရတယ်ဒါပေမဲ့တောင်ပေါ်လမ်းတွင်းချင်းမောင်းနိုင်တော့ပိုအဆင်ပြေတယ်ဗျကားမှုတက်တဲ့လူတွေအတွက်လည်းမြင်တဲ့အတိုင်းပဲဗျလမ်းအကွေကောက်ကတော့အရင်များတယ်ပေါ့နော်ကားတစ်ထောင်နားတဲ့နေရာရောက်လို့ရှိရင်ဆက်လက်ပြီးတော့ကျွန်တော်တင်ပြပေးမယ်နော်အရင်တာရတယ်ဗျဒီခီးစဉ်လေးက